be so lonely. If you're leaving, baby, let me down slowly. Let me down. Let me down. အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Dragon ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လာမယ့် AOD အချောင်း Titan skin price pack ရဲ့ကျွန်တော် lucky spin နှစ်ခုရဲ့ကိုကျွန်တော်ဖော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးမစခင်ကျွန်တော် channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်အဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင် let's go ပထမဆုံး lucky spin မှာဆိုရင်တော့ကျွန်တော်တို့ဒီ skin ကိုရရှိမှာဖြစ်ပါတယ်ဒီ skin ကကျွန်တော်တို့စပင်အဝါအောင်နဲ့တော့လာပါတော့ပြီးတော့ဒီအခုအသစ်ထွက်တဲ့enemy အချမ်းဝင်ထိုက်တဲ့စကင်မှာထူးခြားတဲ့တစ်ခုကအခုကျွန်တော်ပြနေရဲ့enemy ကားရဲ့ပုံစံကိုပြောင်းလို့ရတာပဲဖြစ်ပါတယ် enemy ကားရဲ့ဟာပိုလာရပါတော့အပြင်ကဒီ PUBG တွေကစကင်အထက် okay ကျွန်တော်နောက်တစ်ခုကတော့ဒီ enemy ကားရဲ့ကျွန်တော်တို့ဒီ Titan skin ပေါ့နော်ဒီ Titan skin ကလည်းကျွန်တော်လုံးဝ share ကြီးပေါ့နော်ကျွန်တော်တို့ဒီ Titan skin ကလည်းကျွန်တော်တို့ enemy ကားရဲ့ပုံစံပြောင်းလို့ရပါတယ်ဒီမှာကြည့်ကြည့်ပါ okay လုံးဝ share ကြီးပေါ့နော် enemy ကားရဲ့ဟာပိုလာတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကတော့အမြင်ကိုလည်းကျွန်တော် comment မှာရေးခဲ့လို့ရပါတယ်ကျွန်တော်တို့ဒါကတော့ body ပေါ့နော်ဘေးကလိုက်တဲ့အကောင်လေးစကင်မှာဒီအကောင်လေးကခန္ဓာကိုယ်ကနည်းနည်းရှစ်စရာလေးပေါ့နော်ခေါင်းကတော့နည်းနည်းကြောက်စရာကောင်းတယ်ပေါ့နော်ဒီကောင်လေးကလည်းမိုက်တော့မိုက်ပါတယ်မတ်တစ် body ပေါ့နော်ကဲအခုဆိုရင်တော့ကျွန်တော်တို့အားလုံးစောင့်မြင်နေကြတဲ့အတန်ဝန်တိုင်တန် N4 skin ပဲဖြစ်ပါတယ်ဒီအတန်ဝန်တိုင်တန် N4 skin ကတော့ကျွန်တော်တို့ legendary ပေါ့နော် mythic skin မဟုတ်ပါဘူး upgrade ကလည်းမဟုတ်ဘူးပေါ့နော်ဒီကလုံးဝ Titan ရဲ့ကြွက်သားရည်နေပေါ့နော်နာမည်ကကျွန်တော်တို့ Titan Master ဆိုတော့လုံးဝမိုက်လဲမိုက်တယ်ပေါ့နော်ဒီ Titan skin နဲ့တော်တော်လိုက်ပါတယ် okay ဒါတော့ကျွန်တော်တို့လွယ်ပဲဖြစ်ပါတယ်လွယ် skin ကကျွန်တော်တို့ Titan ခေါင်းကြီးပေါ့နော်ဒီအတန်ဝန်တိုင်တန်စကားကိုကြည့်ပြီးမှတွေ့ဆိုရင်တော့သိပါလိမ့်မယ်ဟုတ်တယ်ဆိုတော့ဒီ Titan ရဲ့ခေါင်းကကျွန်တော်အနောက်ကနေနေရနောက်ကနေနေတင်မလား okay ဒါကတော့ကျွန်တော်တို့ Dacia skin ပဲဖြစ်ပါတယ် Dacia skin ကလည်းကျွန်တော်တို့မိုက်တယ်ပေါ့နော်လုံးဝ Titan ရဲ့ muscle တွေနဲ့လှုပ်ထားတဲ့ Dacia ကြီးပေါ့နော်ကျွန်တော်ဘေးမှာလည်းစာလေးပါသေးပါတယ်နောက်ကတော့ Titan ရဲ့ခေါင်းကြီးပေါ့နော်သွားတွေနဲ့ okay ဒါကတော့ emo ပဲဖြစ်ပါတယ် emo ကနည်းနည်းကျွန်တော်တိတ်မကြီးချင်ဘူးပေါ့နော်အားလုံးဆို brother တို့ပဲကြည့်လိုက်ပါ Titan skin နဲ့ emoji နဲ့အရင် live ဖတ်တော့ပဲဟိုကဒါကျွန်တော်ထင်တာတော့ကျွန်တော်အစားတော့ပြောခဲ့တဲ့ဒီ main glitch skin ရဲ့ emo လို့တော့ကျွန်တော်ထင်နေပါတော့ဒါကတော့ကျွန်တော်တို့ price pack skin ပဲဖြစ်ပါတယ် price pack skin မှာဆိုတော့ကျွန်တော်တို့ Levi skin ကိုထည့်ပေးထားပါတယ် Levi skin ကလုံးဝမိုက်တယ်ပေါ့နော်ဒီ Levi skin ပါတဲ့ price pack ကကျွန်တော်တို့ PUBG ထဲမှာ မိုက်ဆုံး price pack skin လို့ကျွန်တော်ထင်နေပါတော့ဒါကတော့ကျွန်တော်တို့ price pack skin တွေမှာပါလာမယ် Titan ကြီးပဲဖြစ်ပါတယ် Titan ကြီးကကျွန်တော်တို့ဒီ lucky spin ရဲ့ Titan တော့တိတ်မလောက်ပေါ့နော်ဒါပေမဲ့ price pack ထဲမှာထည့်ပေးထားတယ်ဆိုတော့မိုက်တော့မိုက်ပါတယ်တန်တယ်လို့ထင်နေပါတော့နည်းသူကအဝါရောင်ပုံစံလေးနဲ့ပေါ့နော် lucky spin ရဲ့ Titan ကတော့အနီရောင်ပုံစံလေးပါ okay ဒါကတော့ mean skin ပေါ့နော်ကျွန်တော်တော့ mean skin ကိုမကြိုက်ဘူးပေါ့နော်ဒီ AOD skin တွေထဲမှာဘာလို့လဲဆိုတော့ကြည့်လိုက် brother တို့အပေါ်ကနည်းနည်းစီးတဲ့ဟာလေးပဲပါတယ်ပေါ့နော်ကျွန်တော်မခေါ်တတ်လို့လုံးဝ normal ညင်းလို့ပါပဲ okay ဒါကတော့ကျွန်တော်တို့ Dacia skin ပဲဖြစ်ပါတယ် Dacia ကျွန်တော်တို့ price pack တွေမှာထည့်ပေးတယ်ပေါ့နော်အဲ့တော့မိုက်တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီ Dacia skin က lucky spin က Dacia လည်းမမိုက်ဘူးနော်အရှိရပုံစံကတော့မိုက်တယ်ဆိုပေမဲ့ကျွန်တော်တို့ဘေးရပုံစံနေကြည့်မယ်ဆိုရင်တော့နည်းနည်းလေးဟာတာဖြစ်တယ်ပေါ့နော် okay ကျွန်တော်တို့ဒါကတော့ဒီပုံမှန် skin လေးပေါ့နော်ဒါတော့ကျွန်တော် level 1လောက်မှာရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကတော့ ornament skin ပဲဖြစ်ပါတယ် ornament skin ကကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တခြားမမြင်ရတော့မပြောတတ်ပါဘူးဒါကတော့ lady skin ပဲဖြစ်ပါတယ် lady skin ကကျွန်တော်တို့အပေါ်ကစာလန်းလေးနည်းနည်းပါရပါနော်စာတန်းကျွန်တော်လည်းမဖတ်တတ်ပါဘူးတရုတ်စာလားဂျပန်စာလားကျွန်တော်လည်းမသိဘူးပေါ့နော်ကဲဒါကတော့ကျွန်တော်တို့ Levi ရဲ့ emo ပဲဖြစ်ပါတယ် Levi ရဲ့ emo ဒီ price pack ထဲမှာပါတဲ့ Levi ရဲ့ emo ကကျွန်တော်တို့ဒီ lucky spin မှာပါတဲ့ emo ထက်ကိုကျွန်တော်ပိုလာနေပါတော့ဟိုက lucky spin တွေက main ကလေးမလို့လားမသိပါဘူး okay ဒါကတော့ဒုတိယ emo ပေါ့နော်ဒါနောက်တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ ODM ပေါ့နော် ODM ပုံစံကြီးနဲ့ပါလုံးဝ share ကြီးပေါ့နော် okay ကျွန်တော်တို့ဒုတိယ lucky spin မှာဆိုရင်တော့ကျွန်တော်တို့
Iran ရဲ့ skin ပါမှာဖြစ်ပါတယ်ကျွန်တော် Iran ရဲ့ skin ကကျွန်တော်တို့ Levi skin နဲ့တူပဲပေါ့နော်နောက်ကဝေးရုံမပါတာလေးတစ်ခုပါပဲမိုက်တယ်လို့ပြောရမှာပေါ့နော်နောက်ထပ် skin တစ်ခုကတော့ကျွန်တော်တို့ Mikasa skin ပဲဖြစ်ပါတယ် Mikasa skin ကလည်းလုံးဝကျွန်တော်တို့မိုက်တယ်ပေါ့နော်နောက်ထပ် skin တစ်ခုကတော့ကျွန်တော်တို့ဒီ Titan skin ပဲဖြစ်ပါတယ် Titan skin ကဒီ Titan skin ကကျွန်တော်တို့တခြား Titan တွေလိုမျိုးကြွတ်သားအနီရောင်တွေဟိုအနေနဲ့မဟုတ်ပါဘူးဒါလုံးဝလူအကြောင်ပေါ့နော်ဒီ Titan ကြီးကလူပုံစံနဲ့ဆိုရင်တော့ကျွန်တော်မလှဘူးပြောမယ်ပေါ့နော်လူမျိုး Titan ပြောင်းလိုက်ပြီဆိုရင်လုံးဝရှယ်ကြီးပါနောက်ထပ် skin ကတော့ကျွန်တော်တို့ Odium Glider ပဲဖြစ်ပါတယ် Odium Glider ကလှရလို့ပြောမယ်ပေါ့နော်ကျွန်တော်တို့ဒီ enemy ကားတဲ့ကြောက်ဝါးပုံစံကြီးပါပြီးတော့သူ့ရဲ့ပုံစံလေးကဆင်းတဲ့ပုံစံလေးပါပေါ့နော်တခြား Glider နဲ့မတူပါဘူးလုံးဝဒူးကကွေးကွေးလေးနဲ့ဆင်းတာပေါ့နော် Okay နောက်ထပ် skin တစ်ခုတော့ကျွန်တော်တို့ Upgrade Gun Dark Skin ပဲဖြစ်ပါတယ် Upgrade Gun Dark Skin ကကျွန်တော်တို့ level 1 drop လေးပါ level max နဲ့ level 1နဲ့ကကျွန်တော်နည်းနည်းတူရလို့ပြောလို့ရတယ်ပေါ့နော် Okay game max ကိုကြည့်လိုက်မယ်ပေါ့နော် game max မှာဆိုရင်တော့ကျွန်တော်တို့ဒီဓာတ်နှစ်ချောင်းက game max ထွက်ပြီးမှဆက်သွားတဲ့ပုံစံနဲ့လုံးဝ animation ဆန်တယ်ပေါ့နော်လုံးဝ share ကြီးပါ Okay နောက်ထပ် skin ကတော့ကျွန်တော်တို့ helmet skin ပဲဖြစ်ပါတယ် helmet skin ကကျွန်တော်တို့လှလို့ပြောမယ်ပေါ့နော်အဖြူရောင်ပုံစံကိုမှကျွန်တော်တို့အနီရောင်ကြွက်သားရည်နဲ့စက်ထားတာပေါ့နော်ကျွန်တော်တို့ဒီ Titan နဲ့မဟုတ်ပဲတခြား Titan တွေနဲ့ဆိုရင်တော့ဒီ helmet က light တယ်လို့ပြောမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ ornament skin မှာ ornament skin ကလည်းရုပ်ရှင်တော့မပြောတော့ပါဘူး Okay ဒါကတော့ကျွန်တော်တို့ Attack on Titan voice pack ပဲဖြစ်ပါတယ် Attack on Titan voice pack ကကျွန်တော်တို့ mic တယ်လို့ပြောမယ်ပေါ့နော် Okay ဆိုတော့ဒီ video လေးတော့ပါပဲနောက် video မှာပြန်တွေ့ကြပါမယ် price pack ရဲ့ date ကကျွန်တော်တို့မေလ30ရက်နေ့မှာလာမှာဖြစ်ပါတယ်ကျန်တဲ့ lucky spin နှစ်ခုကတော့ကျွန်တော်တို့အတိအကျမသိသေးပါဘူးအဲ့တော့အားလုံးပဲနောက် video မှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye ပါ